င်္ဂလာပါရှင်ကျမကတော့မိဆန်ပါဒီနေ့မှာတော့မြန်မာလူမျိုးတွေရဲ့နေ့စဉ်ဘဝမှာမပါမဖြစ်အသုံးပြုလာခဲ့ကြပြီးရာစုနှစ်ပေါင်းများစွာကတည်းကအမျက်တနိုးထားရှိတဲ့တဘာဝလက်ဆောင်တစ်ခုကြောင့်မျှဝေပေးခြင်းပါတယ်အဲ့ဒါကတော့တနခါပါပဲတနခါဆိုတာ Hesperus Thusa crenulator လို့ခေါ်တဲ့အပင်ကနေရရှိတာဖြစ်ပြီးအထူးသဖြင့်မြန်မာပြည်အလဲပိုင်းအညာဒေသကထွက်တဲ့တနခါတွေဟာအရည်သွေးကောင်းမွန်ပြီးလူကြိုက်များပါတယ်တနခါတုံးကိုကြောက်ပြင်ပေါ်မှာရေလေးနည်းနည်းထည့်ပြီးတွေးလိုက်တဲ့အခါမွေးပြန့်တဲ့ရနံ့နဲ့အီးမြတဲ့အနစ်လေးတွေထွက်လာပါတယ်တနခါဟာအလှအပအတွက်တောင်မကအသားအရည်ကိုကာကွယ်ပေးနိုင်တဲ့အကျိုးကျေးဇူးများစွာရှိပါတယ်နေရောင်ခြည်တန်းကိုယုံနေစီပြီးအသားရည်ကိုအီးမြစေတဲ့အပြင်ဝက်ချန်နဲ့အမဲဆက်တွေကိုလည်းတက်တာစေပါတယ်ဓာတုပစ္စည်းမပါတဲ့တဘာဝ sunscreen တစ်ခုလိုလည်းပြောလို့ရပါတယ်ဒါကြောင့်မြန်မာပြည်ကိုရောက်လာတဲ့အခါပါးပြင်ပေါ်မှာဝါဝါဝင်းဝင်းတနခါလိမ့်ထားပြီးပြုံးနေတဲ့လူတွေကိုမကြာခဏမြင်တွေ့ရမှာပါဒီလိုလှပပြီးတန်ဖိုးရှိတဲ့မြမယူရအမွေအနှစ်ကိုဆက်လက်ချစ်မြတ်လို့ကြပါစို့ရှင်ကြည့်ရှုရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ကြဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်